ကိုရီးယားတော့မှတ်ညာတော်တော်လေးကိုကောင်းတယ်တဲ့မှာပါတယ်ဘာတင်ခဏလေးနဲ့တက်တယ်ဗျာပြီးမကိုရီးယားချွဲလားမချွဲဘူးလားဆိုတော့ကျွန်တော်ဒီမှာတက်သေးပြမယ်ဒီမှာရှိတော့သူလူပေါ်ရောက်ပြီဆိုတော့ဒီကောင်လုံးဝငြိမ်သွားပြီလူကမခေါ်မချင်းလှောင်ထဲမှာတကယ်တောင်းမြန်းတယ်ဗျာဒီလူပေါ်ရောက်မှငြိမ်တာပြီးရင်ဒီကောင်မှောက်ပြီးတော့အိတ်တက်တယ်ကျွန်တော်ပြမယ်လာဒီကောင်မှောက်သွားပြီနော်ဒီလိုမှောက်သွားတဲ့ခါကျရင်သူ့ဟာနဲ့သူလုံးဝပြန်မထားဘူးလူကသူ့ကိုဒီလိုလှန်ပြီးမှသူပြန်ထားတာလုံးဝစိတ်ခံတာပါသိလားဒီလိုမှောက်ပြီးလိုက်ရင်လုံးဝမထားတော့ဘူးလုံးဝ heavy ဝတ်တုံများဒီမကိုးတွေကဘယ်လိုမျိုးလူတွေရွေးချယ်တင်လဲဆိုရင်ဒီငှက်ကိုလုံးဝအကြီးတွေမှာကြိုက်တယ်ဆိုရင်မိတ်ဆွေတွေဆိုရင်ဒီလိုမကောတာမူရလိုက်ပြန်နော်လုံးဝ heavy ပဲဒါတော့မှဒီကောင်တော့မှ3လပဲရှိသေးတယ်နော်3လပဲရှိသေးတော့အရင်မကြီးသေးတာဒီကောင်ဒီတစ်နှစ်ကျော်လောက်ဆိုရင်လုံးဝစိုက်ကြည့်သွားတဲ့ခါကျရင်တော်တော်ကြီးကိုကြီးမှာဒီဖင်မီးဆိုလဲလုံးဝအရှိကြီးဖြစ်အောင်မှာဒါတော့မှနည်းနည်းလေးငယ်သေးလို့ဗျပြီးတော့လူလဲလုံးဝချွဲတဲ့ငှက်တွေဖြစ်ပါတယ်ဒီတက်တန်းအကြာကြီးမွေးခြင်းတယ်ဆိုလဲမိတ်ဆွေတွေဆိုရင်တော့ဒီမကောတာရွေးချယ်လိုက်ပြအဲ့ဒါလုံးဝရွေးချယ်ဖို့မမှားဘူးပြီးရင်မကောတွေကဒီလိုမျိုးအရွယ်ရောက်သွားရင်တုံတန်အောင်နဲ့ယောဂလည်းဖြစ်ခဲတယ်ဗျာဒီအပေါက်ပြမအောင်လည်းယူဆိုင်ရတာပေါ့လိုအမွှေးစုံသွားဆိုရင်လုံးဝတောင်းမီဖြစ်သွားပြီဗျမကောလေးတွေကိုလာကြည့်ကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ဆိုင်မှာလာပြီးတော့ကြည့်လို့ရပါတယ်မဝယ်လဲလာပြီးတော့ကြည့်လို့ရပါတယ်ဗျလာမယ်ဆိုရင်တော့ကျွန်တော်ဖုန်းလေးတော့ကြိုပြီးတော့ဆက်ပေးပါပြီးရင်ငှက်လေးတွေနဲ့ပတ်သက်လို့အသေးစိတ်သိကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ Messenger မှာလည်းအသေးစိတ်ကိုအာမနာတန်းလာပြီးတော့မေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မင်းရဲ့အောင်ဖြစ်ပါတယ်ဗျ